ပါကစ္စတန်ဘာတီတွေရဲ့လက်မှုပညာကိုမြင်လိုက်ရရင်တင်မချီကျူးပဲမနေနိုင်ပါဘူးသူတို့ကတေချာတူပါနိုင်ုံတွေမကပဲအမြဲတမ်းစမ်းတစ်တဲ့ပုံစံတွေဖန်တီးနိုင်ပါသေးတယ်ဥပမာပစ္စတိုဂျီစန်နီးပြီးပြရအားမရဘူးလို့ထင်ရင်သူတို့ကကြီး90စံနဲ့ကြီးအိမ်တစ်ခုကိုတိုက်ရိုက်ဒီဇိုင်းဆွဲလိုက်ပါတယ်တထောင်ချင်းပစ်လို့ရတယ်လို့အဆက်မပြတ်ပစ်ဖို့လည်းရွေးချယ်နိုင်ပြီးပစ်အားနဲ့ကိုင်းတွဲရတဲ့ခန်းစားချက်ကအကြည့်ပါပဲနောက်ဥပမာတစ်ခုက rifle တနက်တွေတရားခတ်တယ်လို့လူတွေကညီးတွားတဲ့အခါသူတို့ကချက်ချင်းပဲခောက်လို့ရတဲ့ AR-15 တလက်ကိုဖန်တီးလိုက်ပါတယ်ဘလို့ပဲခောက်အထာချပြီးဘလို့ပဲခောက်အဆင်ပြေပါတယ်စက္ကန့်10ခန်းလောက်နဲ့တက်ဆင်လို့ပြီးနိုင်ပြီးအိတ်တီလေးသေးကိုအလွယ်အခုထိုးထည့်လိုက်ရုံနဲ့အပြင်လူကလုံးဝမသိနိုင်ပါဘူးပြီးတော့ဒီ AK47 ကိုကြည့်လိုက်ပါ rifle နဲ့တူပေမဲ့တကယ်တော့ 12 gauge ပြောင်းချောတနက် shotgun တလက်ပါတထောင်ချင်းရောအစမပြတ်ပါပစ်လို့ရပြီးအပြင်ပန်းပုံစံကလူကိုလုံးဝအထင်မှားစေတယ်လို့လက်တွေအသုံးဝင်မှုကလည်းနည်းနည်းလေးမှမလျော့ပါဘူးနောက်ထပ်ဒီ AK ကိုကြည့်လိုက်ပါဦးလာချောင်းကွေးထားလို့ပုံစံရှိတဲ့ကြီးအိမ်နဲ့ဖြစ်ပြီးကြီးစန်းဝင်စားကထိုက်ရိုက်နေစာထစ်သွားပါတယ်ပြရတာပူအားရစရာကောင်းယုံတယ်မကပဲဈေးနှုန်းကလည်းအရန်တတာပြီးမြန်မာငွေ9000 1000လောက်နဲ့အိမ်တဲသွားလို့ရပါပြီဖျားဖွဲဈေးမှာတွေ့ရင်ကျွန်တော်အတွက်လည်းတွက်လက်လောက်ဝယ်ခဲ့ပေးကြပါအောင်